မင်္ဂလာပါရှင်ကေရနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျမဒီနေ့အရာကပြေဝပြီးတော့ကလေးရောလူကြီးပါကြိုက်နှစ်သက်ကြတဲ့ West 2ချက်နေလေးကိုလာရောက်မျှဝေပေးတာပဲဖြစ်ပါတယ်ရှင်ဝက်သားပေါင်သားတို့မဟုတ်ပေါင်ရင်းသားကိုရွေးပေးပါရှင်ဂုတ်သားကိုမရွေးမိပါစေနဲ့ဝက်ဂုတ်သားဆိုရင်အရန်ကိုမှာပါတယ် West 2ချက်လို့စားမကောင်းပါဘူးနော်ဝက်သားကိုရေးဆေးပြီးတော့ကိုလိုချင်တဲ့အတုံးလေးတွေတုံထားလိုက်ပါချင်းကိုဓာပြရိုက်ပြီးထည့်ထားပေးပါမယ်ဟာလာဆေး3စီလောက်ကိုလည်းကကြီးလေးနဲ့ညှက်ပြီးထည့်ပေးပါမယ်ရှင်ဝက်သားမှာဘာမှလူရနေတာစရာမလိုပါဘူးနော်တဲအိုးကိုပူပေးပြီးလို့ရှိရင်တကြားတစုံစာလောက်ကိုဒီလိုမျိုးလေးဖြူထားပေးလိုက်ပါတကြားကိုလှော်ပေးလိုက်ပါရှင်အဲ့လိုမျိုးတကြားလေးရေပြော်လာပြီဆိုလို့ရှိရင်ဝက်သားကိုတကြားထဲမှာအထက်အောက်အဲ့လိုမျိုးလေးကြော်ပေးလိုက်ပါနော်ဒီလိုကျွတ်လေးနဲ့အယောင်လေးလာတဲ့အထိကြော်ပေးပါတခြားကိုမတူးသွားအောင်လည်းဂရုစိုက်ပေးပါရှင်နနက်ပွင့်မှုတ်လေးထည့်ပါမယ်နနက်ပွင့်အမှုတ်မရှိဘူးဆိုရင်နနက်ပွင့်ပဲထည့်လေရပါရဲ့နော်တရုတ်မဆလာလေးထည့်ပါမယ်ရှင်ရှလကရီထည့်ပါမယ်ရှလကရီကကြတော့ဝက်သားကိုလူဖို့အတွက်ပို့ပြီးတော့အထောက်အကူဖြစ်စေပါရဲ့ရှင်ပဲငင်းပြရီအကြည့်ထည့်ပါမယ်ပဲငင်းပြရီအနောက်ထည့်ပါမယ်ရှင်ခရူးစီထည့်ပါမယ်ကျမကအငန်မကြိုက်တဲ့အတွက်ကြောင့်မလို့စားမထည့်ခဲ့ပါဘူးရှင်စားကိုကြိုက်နှစ်သက်တယ်ဆိုရင်ထည့်နိုင်ပါတယ်နော်ခရူးစီနဲ့ပဲငင်းပြားကြီးမှလည်းအငန်တက်ကပါပြီးသားမို့လို့ပါအားလုံးပြီးသွားရင်တော့ရေမြုပ်အောင်ထည့်လိုက်ပါမယ်ရှင်မိနစ်40ခန့်မီးဖို့ပေါ်မှာအဖုံးအုပ်ပြီးတော့တည်ထားပေးလိုက်ပါဝက်သားအိုးတည်ထားတဲ့အချိန်မှာကျမသူ့တဲကိုထည့်ဖို့အတွက်ကစုံရွက်ကိုခူးပါမယ်ရှင်ကစုံရွက်နေရာမှာရေမုံညင်းကျက်တော်မိတ်မုံညင်းကြိုက်တဲ့အရွက်ကိုထည့်လို့ရပါတယ်ကျမကတော့ခြံထဲမှာရှိတဲ့လွယ်လွယ်ကူကူကစုံရွက်ကိုပဲထည့်ခဲ့ပါတယ်ရှင်